အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘောမှာကိုဖြစ်ချင်းနဲ့ပန်းတိုင်းခုစီရှောင်းလန်းတဲ့အခါအားလုံးအဆင်ပြေချောမွေ့နေဖို့ဆိုတာတကယ်တော့မဖြစ်နိုင်ပါဘူး။အခါတလေမှာကျွန်တော်တို့မျှော်လင့်ထားတယ်လို့ဖြစ်မလာပဲကြာရှုံးခြင်းဆိုတဲ့ຢာတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။အဲဒီခါမှာစိတ်သက်ကြပြီးလက်လျှော့လိုက်ရမလား။ဒါမှမဟုတ်ဒီကြာရှုံးခြင်းကိုပဲအောင်မြင်မှုရဲ့ခြေလှမ်းတစ်လှမ်းအဖြစ်ပြောင်းပြေးလိုက်ရမလား။ဒီနေ့ဒီဗီဒီယိုမှာတော့ကြာရှုံးမှုတွေကိုအောင်မြင်မှုအတွက်ဘယ်လိုတွင်ပြောင်းမလဲဆိုတဲ့နည်းလမ်းကောင်းတွေကိုမျှဝေပေးသွားမှာမို့ဆုံးထိကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ဗျာပထမဆုံးချက်ကတော့အတွင်းစိတ်တွေးခေါ်ကိုပြောင်းလဲပြဖို့ဖြစ်ပါတယ်ကြာရှုံးခြင်းဆိုတာဘဝရဲ့စတိမ်ပိုင်းမဟုတ်ပါဘူးဘိုးတော်နေတဲ့လမ်းကြောင်းမှာဥမြင်စရာတွေရှိနေသေးတယ်ဆိုတာကိုပြသတဲ့ချက်ပေးခေါင်းလောင်းတစ်ခုသာဖြစ်ပါတယ်ကြာရှုံးသွားလို့ငါတော့မစွမ်းဆောင်နိုင်တော့ပါဘူးလို့တွေးမဲ့စားဒီအမှားကနေငါဘာသင်ခန်းစာရလိုက်လဲဆိုတာကိုရှာဖွေတတ်ဖို့လိုအပ်ပါတယ်ဒုတိယချက်ကတော့အမှားကိုနှိမ့်တိရှိရှိရှာဖွေဆန်းစစ်ဖို့ပါပဲအောင်မြင်တဲ့သူတွေဟာကြာရှုံးတဲ့အခါသူတစ်ပါးကိုပြစ်ပုံချလိမ့်မရှိပါဘူးဘယ်နေရာမှာငါအားနည်းသွားခဲ့တာလဲဘယ်ချက်ကြောင့်စီစဉ်ပြတ်သွားတာလဲဆိုတာကိုဒီစိတ်ပြန်လဲသုံးသပ်ပါတယ်ပြီးရင်အဲ့ဒီအမှားကိုနောက်တစ်ချိန်ထပ်မဖြစ်အောင်ပြုပြင်ဖို့ပိုကောင်းတဲ့ပုံစံတစ်နဲ့ကြိုးစားကြပါတယ်တတိယအချက်အနေနဲ့လက်မရှိုးရန်ရှေ့ဆက်ဖို့ဖြစ်ပါတယ်ကဘာကျော်သိမ့်မှန်ပညာရှင်ကြီးပြောမှတ်အထီးစင်ဟာရဲစစ်မီဒီကိုတီထွင်မှုအချင်းပေါင်းထောင်ချီရရှုံးပါတယ်ဒါပေမဲ့သူကအဲ့ဒါကိုကြာရှုံးမှုလို့မမြင်ပဲမီဒီလုံးလို့မရတဲ့နီလန်းပေါင်းထောင်ချီကိုရှာဖွေတွေ့ရှိခဲ့တာလို့သတ်မှတ်ခဲ့ပါတယ်စိတ်ဓာတ်မကြပဲဆက်လျှောက်တဲ့ခြေလမ်းတိုင်းဟာအောင်မြင်မှုနဲ့ပိုနီးကပ်သွားစေတာပါပဲဒါကြောင့်ကိုယ့်ဘဝမှာကိုယုံကြည်အောင်ရှေ့ဆက်လုပ်ပါတင်လောလောဆယ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကြာရှုံးမှုတွေဒါတွေကတင်းအောင်ပုံရင်းချက်ပြီးတမ်းမာလာစေမဲ့ဝါရဲ့ဖိုးတန်သင်ခန်းစာတွေဖြစ်ပါတယ်ဒီနေ့ကြုံတွေ့နေရတဲ့ကြာရှုံးခြင်းတွေကိုအောင်မြင်မှုရဲ့လေကလေးတွေအဖြစ်ပြောင်းလဲတင်လိုက်ပါဒီဗီဒီယိုလေးကတင့်အတွက်စိတ်ခွန်အားတစ်ခုခုရရှိခဲ့မယ်ဆိုရင် like and share လုပ်ဖို့မမေ့ပါနဲ့ဦးနောက်ထပ်လည်းဘဝအတွက်ပြောရှိမဲ့စိတ်ခွန်အားပေးဗီဒီယိုတွေကိုအမြဲတင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ Independent Style Channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ဦးအားလုံးပဲလွတ်လပ်တဲ့ခြေလှမ်းတွေနဲ့အတူအောင်မြင်မှုစီကိုရှောင်လန်းနိုင်ကြပါစေဗျာ